မိုးယွန်းကြီးအင်း၌စောင်းခုံငတ်58မျိုးလာရောက်ကျက်စားနေပဲခူးတိုင်းဒေသကြီးအတွင်းရှိမိုးယွန်းကြီးအင်းတော်ရန်တရိတ်ဆန်ဘေးမဲ့တော်မှာ2026ခုနှစ်ဇန်နဝါရီလကုန်ထိစောင်းခုံငတ်မျိုးစိတ်58မျိုးလာရောက်ကျက်စားနေတယ်လို့မိုးယွန်းကြီးအင်းတော်ရန်တရိတ်ဆန်ဘေးမဲ့တော်အုပ်ချုပ်ရေးမှူးရုံးကနေသိရပါဗျ။မိုးယွန်းကြီးအင်းမှာငှက်စရင်ကောက်ယူတာကိုလားဆင်ဆောင်ရွက်နေပြီးအခုနှစ်မှာစောင်းခုံငတ်2900ကျော်လာရောက်ကျက်စားနေပြီးငှက်မျိုးစိတ်အသစ်ဖြစ်တဲ့ရေငုံလို့ခေါ်တဲ့မျိုးစိတ်2မျိုးကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီငှက်မျိုးစိတ်တွေကမြတ်တော်ရီထဲမှာနေတဲ့အတွက်ရုတ်တရက်တွေးဖို့မလွယ်ပဲတခါတရံမှသာတွေ့ရပြီးမတွေ့ရတဲ့အခါလည်းရှိပါတယ်။စောင်းခုံငတ်တွေဟာမြန်မာနိုင်ငံကိုအော်တိုဘာလနောက်ဆုံးပတ်ကနေမတ်လထိလာရောက်ကျက်စားလေးရှိပြီးအကျိုးနှစ်တွေမှာဆိုရင်ဧပြီလထိလာလေးရှိပါတယ်။မိုးယွန်းကြီးအင်းမှာအများဆုံးလာရောက်ကျက်စားလေးရှိတဲ့ငှက်တွေကတော့ခယူးတုပ်ဘဲရည်တော်ဝမ်ဘဲတောင်းလန်းခြေထောက်ဘဲနီဆက်ဘဲပြကလေးစားတဲ့ငှက်တွေဖြစ်တယ်လို့ဆိုပါတယ်။ကမ္ဘာမြောင်းဝင်ရိုးစုံဒေသတွေမှာရေတွေအေးခဲပြီးနေတာတိုးကညတာရှိတဲ့ကာလမှာအရိငတ်တွေဟာကမ္ဘာတောင်ကျမ်းကိုစောင်းခုဖို့ရောက်လာကြတာဖြစ်တယ်လို့သိရပါတယ်။မွန်ယွန်ကြီးအင်တော်ဟန်ဒရဲဆန်ဘေးမဲ့တော်ဟာငှက်တွေပြန်တန်းနာခုရာဧရိယာတွင်ကြားရောက်နေပြီးရေဝတ်ဒေတာဂေဟစနစ်ကောင်းမွန်တဲ့အတွက်ငှက်မျိုးစိတ်တွေအများဆုံးဝင်ရောက်တတ်ပါတယ်။စောင်းခုငှက်တွေဟာဆောင်းရသည့်ကာလမှာနေထိုင်ကျဆပြီးမလနဲ့ဧပြီလမှာသူတို့ဒေတာကိုပြန်လည်ထွက်ခွာသွားတတ်တယ်လို့သိရပါတယ်။